အဖြစ်လဲဟဲ့ဖေတရားလုံးမဘာဖြစ်တာဆိုစပုတ်ကင်းကိုင်းနေလို့ ဘာအဖြစ်လဲဟဲ့ဖေတရားလုံးမဘာဖြစ်တာဆိုစပုတ်ကင်းကိုင်းနေလို့ ဘာ ငါ့ကိုဖက်နှက်စီးပေး စပတ်တဲထိုးထဲလိုက် အောင်မေမင်းကမြန်ငါမျိုး စပတ်ပဲကိုမေကိုလုံး你ဘာလုပ်တာလဲ ညင်လာတန်းတယ် ငါဒေါသတွေအရန်ဖြစ်နေတာနော် နင်ကတိတ်ဒေါသတွေထွက်နေဟဟလောက် ဖာတယ်မ ငါ့ကိုဘယ်လိုခေါ်လိုက်တယ် နင့်ကို ဖာတယ်မ ခေါ်လိုက်တာလေ ဆဲကြနင်တို့ရလူမရှိမှလမ်းထက်ကခွေထွက်ဆဲမှာစောက်ခွတက်ကြအောင်ထထနာမနေနဲ့နော်နစ်စပတ်ကိုဟိုအဖြစ်နေရမဟုတ်ဂလီထိုးနာမဟုတ် မပြောနဲ့မပြောရင်ငါမကြားနေပါ မကြားချင်လို့မရဘူးနင်တိတ်တိတ်ကြကြနားတော့စမ်း ရှောက်လားရှောက်ရင်နစ်စပတ်ကိုတိတ်ကတ်တာ